အချစ်တွေခိုင်မြဲစေဖို့အတွက်နောက်ထပ်လုပ်ရမယ့်နံပါတ်3ချက်ကတော့ unconditional love နဲ့တယောက်ကိုတယောက်ချစ်ရမှာဖြစ်ပါတယ်။သူကငါ့ကိုဘာလုပ်ပေးမှချစ်မယ်ဆိုတာမျိုးမဟုတ်ပါဘူး။ဥပမာပြောရရင်သူကကိုယ့်ကိုနေတိုင်းပန်းဝယ်ပြီးမှသူကကိုယ့်ကိုအမြဲတမ်းတမိုးကြီးလက်ဆောင်နေပြီးမှချစ်နေမယ်ဆိုတဲ့အချစ်မျိုးကတည်ငြိမ်တဲ့အချစ်ရည်လို့မခေါ်ပါဘူး။ကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုဘာလုပ်ပေးလို့ချစ်နေတယ်ဆိုတာမျိုးဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာဟာတစ်ချိန်ကျရင်တော့ငါလုံးမပေးနိုင်တဲ့အချိန်ကျငါ့ကိုထားသွားမှာမလားဆိုပြီးတော့စိတ်လုံခြုံမှုမရှိဘဲနေတတ်ပါတယ်။ဆိုတော့ကိုယ့်ရဲ့ချစ်သူကကိုယ့်ရဲ့ဖြစ်တည်မှုကိုချစ်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်မှလည်းစိတ်လုံခြုံမှုကိုခံစားရပါတယ်။ပြောရမယ်ဆိုရင်ကျမတို့လူသားတွေကချစ်ချင်းမေတ္တာကိုသာမကစိတ်လုံခြုံမှုကိုပါရှာဖွေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့တယောက်နဲ့တယောက်ကအခြေအနေပေါ်မူတည်ပြီးချစ်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုပေါ်မှာသူကချစ်ပေးမယ်သူရဲ့ဖြစ်တည်မှုပေါ်ကိုပဲကိုကချစ်ပေးမယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ယုံကြည်မှုတွေပိုတိုးလာမယ်နားလည်မှုတွေပိုတိုးလာပြီးတော့စိတ်လုံခြုံမှုတွေပိုခံစားရမယ်ရေရှည်လက်တွဲသွားနိုင်မှာဖြစ်ပါတယ်ကျမတို့အီမွေပါအချစ်ရင်းနဲ့ဘဝရေးပြဿနာတွေကိုတိုင်ပင်ဆွေးနွေးဖြေရှာပေးနေတဲ့ relationship နဲ့ life coach တယောက်ဖြစ်ပါတယ်ကျမနဲ့တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်တော့ one-on-one coaching session ယူဖို့အတွက် message ပို့လိုက်ရုံပါပဲနောက်တစ်ခုကတော့တယောက်ကိုတယောက်ယုံကြည်မှုရှိခြင်းဖြစ်ပါတယ်။ကိုယ်အနေနဲ့စဉ်းစားကြည့်လိုက်ပါကိုယ့်ရဲ့ချစ်သူကိုကြီးကြီးမားမားကိစ္စတွေလျှို့ဝှက်ထားတာရှိလား။ဒီနေရာမှာ surprise လက်ဆောင်ပေးဖို့အတွက်လက်ဆောင်ကိုဖုံးကွယ်ထားတာမပြောဘဲထားတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ဒီကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဖုံးကွယ်ထားတာမပြောဘဲထားတာအရေးကြီးတဲ့ကိစ္စရပ်တွေကို तू မသိပဲလုပ်တာဒါမျိုးတွေလုံးမိနေလား။တကယ်လို့လုံးမိထားတာရှိတယ်ဆိုလို့ရှိရင်တော့အခုကစပြီးတော့ပွန့်ပွန့်လင်းလင်းပြောဖို့လိုအပ်ပါတယ်။ဒါမှသာလေတယောက်ကိုတယောက်ယုံကြည်မှုတွေရှိလာမှာဖြစ်ပါတယ်။ဒီလူကတော့ငါ့ကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောဘယ်တော့မှထိခိုက်အောင်လုပ်မဲ့လူမဟုတ်ဘူးလို့ယုံကြည်နေမှသာလေပျော်ရွှင်ပြီးတော့ငြိမ်းချမ်းတဲ့အခြေအနေကိုရရှိမှာဖြစ်ပါတယ်။တကယ်လို့ကိုကတစ်ခုလောက်လိန်ညာမိလိုက်တယ်ဆိုရင်တောင်မှပဲတစ်ဖက်လူရဲ့ယုံကြည်မှုကိုပျက်စီးစေပြီးတော့သူဘယ်ချိန်မှငါ့ကိုထက်လိန်အောင်မလဲဆိုတဲ့တန်တရားစိတ်နဲ့တယောက်ကိုတယောက်မကြည်နဲ့တာတွေအမြဲမပြတ်ဆောင်ကြည့်နေတာတွေတန်တရားဝင်နေတာတွေဖြစ်ပြီးတော့အချင်းမြတ်တာတွေလျော့နေလာနိုင်ပါတယ်။